တော့နေတာနေလို့တငယ်ချင်း2ယောက် Notting Hill ကိုသွားကြမှာပဲဖြစ်ပါတယ်LK East ကနေပြီးတော့ Hammersmith City 9ကိုစီးပြီးတော့ Ladbroke Grove တီသွားမှာပဲဖြစ်ပါတယ်အဲကနေပြီးတော့မှ Portobello Road Market ကိုနောက်ထပ်10မိနစ်လောက်နိုင်လျှောက်သွားအောင်ပေါ့နော်စတေရှင်ရောက်ပြီးတော့ဗောနော်မားကတ်ကိုဟိုကြည့်တီကြည့်ဟိုဆက်စုတီဆက်စုရင်းနဲ့တွားနေရပဲဖြစ်ပါတယ်အဲ့မှာလမ်းမှာတွားရင်းနဲ့ဒီနေရာလေးတွေ့တော့ဟဲလာလိုက်တာဆိုပြီးတော့တပုံဝင်ကြပါတယ်အဲ့ဒါလေးတွားမှာ10မိနစ်မကပဲ15မိနစ်10လောက်ကြာသွားတာဗောနော်ဒါကတော့ Notting Hill ရဲ့ iconic ဘက်တွေပါအိမ်မှာကတုပ်ဘက်တွေကရှိပြီးသားဆိုတော့ဒါလေးတော့မဝယ်ခဲ့ပါဘူးဒီဆိုင်လေးကတော့တော်တော်ချစ်ဖို့ကောင်းတာပါ makeup pouch တွေပြီးတော့အမှခွက်အောက်ကခံတဲ့ပိတ်စလားပြီးတော့ clip တွေရောစုံစီနေရပဲရှိရအကုန်လုံးနဲ့တကယ်ဥရားစရာလေးဟိုကြည့်ဒီချင်းနဲ့ပေါ့နော်ဒီစားတော့ဒိုင်းနာရောက်လာတယ်အဲ့တော့ဝမ်းသာအားရ lunch စားမယ်ဆိုပြီးတော့နှစ်ယောက်သားဆိုင်ယူကြပါတယ်ဒီ strawberry chocolate စိမ်းအားကိုလည်းနှစ်ယောက်သားအမီကျွေးရအောင်ကြိုက်လို့ဆိုပြီးစားခဲ့ပါတယ်ဒါပေမဲ့သူကတခုမကောင်းတာပေရပေါ့နော် chocolate ကအကြီးကတောက်တောက်ကြတော့အမှဖြစ်ချင်တော့နှစ်ယောက်လုံးကလည်းအောက်ခံအဖြူကြီးခိုးထားကြတော့တော်တော်ကင်းရထားပါတယ်အမှ
ဆိုင်တွေကပေါ့နော် Potterhead စီဆိုရင်တော်တော်သဘောကျမှာအကုန် Harry Potter နဲ့ဆိုင်တဲ့ပစ္စည်းတွေပဲစုံပလုံးစီနေရပဲဒီဆိုင်မှာပေါ့နော်အဲ့ magic wand တွေပြီးတော့သူတို့ရဲ့ဝတ်စုံတွေကအစားခွက်တီဘူးတွေပြီးလို့ရှိရင် Harry Potter theme Harry Potter တော့ရှိအောင်နော်ပြီးတော့အဲ့ဓပုံရိုက်တဲ့အိမ်လေးနားမှာဒီကြောင်လေးတွေ့ခဲ့ရပါတော့ချစ်စရာလေးနေပူသားလုံးနေရလည်းမဟုတ်သူကအရေးထဲမှာနေနေရဆိုတော့ပြီးတော့မလီလက်အိတ်ကလည်းပါသေးတယ်ဒါပေါ့နော် TikTok မှာ cute date idea ဆိုပြီးတော့ခဏတက်တဲ့နေရာဖြစ်ပါတယ်ဘောက်တန်လေးဆို iris ကိုဓပုံရိုက်ပြီး print ထုတ်တာပေါ့နော်မိကတော့ကို iris ဖိုင်အောင်လေးဆိုပဲကြည့်ခဲ့ပါတယ် print တော့မထုတ်ခဲ့ပါဘူးphoto spot ပေါ့နော် Lancaster Road မှာရှိရပါခုနကဒီ Portobello ရဲ့အဆုံးမှာပါပဲတိတ်မမွေးပါဘူးပြီးတော့ကျမတို့တွေအိမ်ပြန်ပါတယ် vlog လေးကတော့ဒီနောက်ပါပဲရှင်အားလုံးဆုံးဖြတ်ကြည့်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်